အခုမြင်ရတဲ့ဒီနိုင်ငံမှာမိချောင်းတွေကိုဘိုးဝါတွေလိုတင်စားပြီးကိုးကွယ်နေကြပါတယ်။ဒီတွေကမိချောင်းတွေကိုဘလို့မှအန္တရာယ်ပြုလို့မရတဲ့အပြင်မိချောင်းအကိုက်ခံရရင်လည်းဘိုးဝါတွေကအပြစ်ပေးတယ်လို့ယူဆကြတာပါ။နိုင်ငံလေးကတော့ကျွန်တော်တို့အာဆီယံနိုင်ငံထဲမှာပါဝင်တဲ့အရှေ့တီမောနိုင်ငံပါ။ကမ္ဘာပေါ်မှာတိရစ္ဆာန်တွေကိုဖျားလိုကိုးကွယ်ကြတဲ့ယဉ်ကျေးမှုတွေနိုင်ငံအနှံ့မှာရှိပါတယ်။ဒါပေမဲ့လူသားတွေကိုအန္တရာယ်ပေးနိုင်ဆုံးတရားဝါထဲပါတဲ့မိချောင်းကိုမှမိမိတို့ရဲ့ဘိုးဘေးလို့သတ်မှတ်ပြီးယူသေးကြောက်လန့်နေရတဲ့နေရာတစ်ခုရှိပါတယ်။အရှေ့တီမောနိုင်ငံမှာဆိုရင်မိချောင်းတွေကိုတပ်ဖို့နေတတ်မိချောင်းတွေကိုတော့အန္တရာယ်ပေးခွင့်မရှိပါဘူး။ဒီနေ့မှာတော့အရှိတီမောနိုင်ငံသားတွေဘာကြောင့်မိချောင်းကိုဒီတော့အထိအမုံအမြတ်ထားနေရလဲဆိုတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။ကျွန်တော်ကတော့အစီအစဉ်လက်ဆက်သူညမ်းပါ။အရှိတီမောသားတွေရဲ့ယုံကြည်မှုက The Boy and the Crocodile ဆိုတဲ့ရှေးဟောင်းဒဏ္ဍာရီပုံရင်တစ်ပုဒ်ကစခဲ့တာ။ပုံမြင်ရဆိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကောင်လေးတစ်ယောက်ကရေခမ်းချောက်နေတဲ့ရွှွံ့အိုင်ထဲမှာတင်ရဆဲဆဲဖြစ်နေတဲ့မိချောင်းလေးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။ကောင်လေးကတနာတာကြောင့်မိချောင်းလေးကိုပင်လယ်ထဲအထိမောပန်းကြီးစွာတည်ဆောင်ပြီးအသက်ကယ်ပေးခဲ့ပါတယ်။မိချောင်းကလည်းသူ့အသက်တခင်ကောင်လေးကိုကျေးဇူးပြန်ဆက်တဲ့အနေနဲ့သူ့ကြောပေါ်မှာတင်ပြီးတစ်ကမ္ဘာလုံးကိုလိုက်ပြခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာတော့မိချောင်းကြီးကအိုမင်းမစွမ်းဖြစ်လာပြီးအသက်တခင်ကောင်လေးအတွက်နားခိုရာကျွန်းတစ်ခုဖန်တီးပေးခြင်းခဲ့ပါတယ်။မိချောင်းကြီးသေဆုံးသွားတဲ့အခါသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကအခုအရှိတီမောကျွန်းဖြစ်လာပါတယ်။သူ့ကြောကုန်းပေါ်ကအကြေးကုန်တွေနဲ့အဖုထစ်တွေကအခုအရှိတီမောမှာမြင်နေရတဲ့ညီမတွေတောင်တန်းတွေဖြစ်လာတယ်လို့လည်းပြောကြတယ်။ဒါကြောင့်အရှိတီမောနိုင်ငံသားတွေကသူတို့ကမိချောင်းကြီးရဲ့ကြောပေါ်မှာနေထိုင်ကြတာဖြစ်လို့မိချောင်းတွေကိုသူတို့ရဲ့ဘိုးဘေးလို့သတ်မှတ်ထားတာပါ။ဒီယုံကြည်မှုကပုံမြင်တတ်မဟုတ်ပဲအရှိတီမောသားတွေရဲ့နေစဉ်ဘဝထဲမှာအမှန်တကယ်စီးဝင်နေတာပါ။ဒေသခံတွေကလည်းမိချောင်းကိုတွေ့ရင်အဖိုးလိုတောင်ရိုသေသေးခေါ်ကြပါတယ်။အဲဒီနိုင်ငံမှာကလေးတစ်ယောက်မွေးဖွားလာတဲ့အခါမှာတော့အဲ့ဒီကလေးကိုမိချောင်းရဲ့အကာအကွယ်ရပါစေကြောင်းဆုတောင်းပေးတယ်လို့အိမ်နေအဝတ်စားတွေမှာလည်းမိချောင်းရုပ်ပုံတွေကိုအမှတ်အသားအဖြစ်အမြဲထည့်သွင်းကြပါတယ်။ဒီယုံကြည်မှုကြောင့်နောက်ဆက်တွဲပြဿနာတွေကပေါ်လာတယ်။အရှိတီမောကကမ္ဘာမှာမိချောင်းကြောင့်လူသေဆုံးမှုအများဆုံးနိုင်ငံထဲမှာပါဝင်နေတယ်။10 စုနှစ်အတွင်းမှာမိချောင်းကိုက်ခံရလို့သေဆုံးသူအရေအတွက်ကအင်ကားထက်10 သားလောက်မြင့်တက်လာပါတယ်။ဒီလိုမိချောင်းတွေကလူကိုကိုက်ရင်တော့ဒေသခံတွေကမိချောင်းတွေကိုရန်ညှို့မထားပါဘူး။အကိုက်ခံရတဲ့သူကတခုမှားရင်းတာလုပ်ခဲ့လို့အပြစ်ပေးခံရတာပဲလို့တွေးကြပါတယ်။အစိုးရကိုယ်တိုင်ကလည်းမိချောင်းအန္တရာယ်ကိုကာဝေးဖို့ကြိုးစားပေမဲ့အရှိတီမောသားတွေရဲ့ယုံကြည်မှုကိုမစော်ကားမိဖို့တော့အထူးတတိထားနေရတယ်